ရသော်ဗျာမင်းအားကိုးရတွေရှိပလားစိတ်ထဲမှာအားကိုးရရှိဖို့လိုအပ်တယ်ဘဝခရီးလမ်းတဲ့အခါမှာရှောက်လန်းတဲ့အခါမှာကိုယ်စိတ်ရဲ့အားကိုးရဆိုတာရှိဖို့လိုတယ်ပေါ့အဲ့ဒီအားကိုးရဆိုတာကိုယ့်ကိုယ်အားကိုးမှုပဲရသော်ဗျာကဗုဒ္ဓဓမ္မသံဃာလို့ဆိုတဲ့အားကိုးစရာ၃မျိုးကိုတစ်မျိုးစီတစ်မျိုးစီသူ့ကိုအသေးစိတ်ရှင်းပြတယ်အမှန်တရားကိုသိတဲ့ဖရာဆိုတာလောကမှာရှိတယ်အဲ့ဒီမှန်တရားကိုသိတဲ့မြတ်စွာဘုရားမျိုးစိတ်ထဲမှာညှိုးစွာအားကိုးတိုက်တယ်ဘာကြောင့်အားကိုးတိုက်လဲအမှန်တရားကိုသိရှိသဖြင့်လုံးတင်တာနဲ့မလုံးတင်တာခွဲခြားဟောကြားလိုက်မယ်သူ့ရဲ့ခွဲခြားဟောကြားချက်အပေါ်မှာမိမိကိုယ်တိုင်လိုက်နာကျင့်သုံးခြင်းဖြင့်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါကြောင့်မို့အဲ့ဒီဘုရားမျိုးဟာအားကိုးရမယ့်ပုဂ္ဂိုလ်တူဖြစ်တယ်နောက်တစ်ခုကတော့အဲ့ဒီပုဂ္ဂိုလ်ဟောကြားတဲ့ဓမ္မဆေးဝါးနဲ့အလားတူတူတယ်ယောဂဖြစ်ပြီဆိုရင်ဆေးတောင်းရမှာပဲယောဂပျောက်စေနိုင်တဲ့ဆေးဝါးဟာယောဂကိုကုစားနိုင်တာဖြစ်တယ်လို့အေးဘဝခရီးလျှောက်လန်းတဲ့အခါမှာမိမိရဲ့တဏ္ဍာမှာတကယ်အရေးကြီးတာကတော့ဓမ္မဆိုတာကိုအားကိုးဖို့လိုအပ်တယ်ကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာတရားဓမ္မဂိမ့်ပြီဆိုလို့ရှိရင်ကိုယ့်အတွက်ဆင်းရဲဒုက္ခတွေကိုဖယ်ရှားလို့ချမ်းသာဒုက္ခကိုပေးစွမ်းနိုင်တဲ့အရည်အသွေးလေးတွေကိုယ့်တဏ္ဍာမှာရရှိသွားတယ်အဲ့ဒီဓမ္မမျိုးကိုလည်းအားကိုးရမှာဖြစ်တယ်နောက်တစ်ခါအဲ့ဒီဓမ္မကိုလိုက်နာကျင့်သုံးလို့အောင်မြင်ပေါက်ရောက်သွားတဲ့အဖွဲ့အစည်းတန်ခါအဖွဲ့အစည်းဆိုတာရှိတယ်အဲ့ဒီအရိယတန်ခါပုဂ္ဂိုလ်မျိုးတွေကိုလည်းပဲဒီသူတို့ကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်လိုက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်မြတ်တွေဟာအနုတ္တရံပုံညာခိတံလောကတလို့ဆိုတဲ့အတိုင်းလောကကြီးတစ်ခုလုံးရဲ့ကုသိုလ်တွေစိုက်ပျိုးဖို့ပြုစုပျိုးထောင်မှုနော်ကုသိုလ်ပင်မျိုးစိုက်ပျိုးဖို့တကယ်မြေကောင်းရေကောင်းဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတည်းမှာကုသိုလ်ကောင်းမှုတစ်ခုလုံးလိုက်လို့ရှင်ဘဝခရီးမှာပြည့်ပြည့်စုံတဲ့အနေအထားမျိုးရနိုင်လို့ဒါကြောင့်မို့တန်ခါဆိုတာကိုလည်းကိုးကွယ်ရမှာဖြစ်တယ်လို့ဘုရားတရားတန်ခါယရဏသုံးပါးအကြောင်းကိုရှင်းပြလိုက်တဲ့အခါမှာသူစိတ်ထဲမှာကျေနပ်ပြီးတော့သူခရီးကိုဆက်သွားတဲ့အခါမှာအတော်လေးလှမ်းလှမ်းရောက်တဲ့အချိန်မှာစောင့်မျှော်နေတဲ့ဓမြတွေကထိုခေတ်ကလက်နဲ့အဝေးဖြစ်လက်နဲ့လို့ခေါ်တယ်မြားနဲ့စိတ်လူးမြားနဲ့သူ့ကိုပြစ်ချလိုက်သူဟာအဲ့ဒီနားမှာပဲငွေတုပ်ကြီးလက်ကပိုက်ပြီးတော့မြားတန်ရာနဲ့သေဆုံးသွားတယ်